မင်းသားအိမ်မက်သေးကတွေးသမျှအရာအားလုံးကိုလက်တွေဘဝကိုပြန်ယူလာနိုင်ရင်ဘာတွေကိုယူမှာလဲ စံယူဆိုတဲ့လူတယောက်ဟာအလောက်ကင်မှုရှိတငယ်ချင်းမရှိမိဘတွေလည်းဆုံးပါသွားပြီဖြစ်တဲ့အထီးကျန်စင်ရထားဇန်ညွှန်းရေးဆရာတူပါစံယူမှာကလွန်ခဲ့တဲ့နှစ်ဝက်ကျော်ကနေအိပ်ပျော်သွားတဲ့မိစ္ဆာတကောင်ကအိမ်မက်ထဲမှာပေါ်လာပြီးသူ့ကိုအမြဲလိုက်တတ်နေလို့အိမ်မက်ကခဏခဏလက်နိုးနေခဲ့ရတာပါသူ့ရဲ့အိမ်မဆိုးလေအကြောင်းကိုစိတ်ပညာရှင်တွေဆရာဝန်တွေသိပ္ပံပညာရှင်တွေနဲ့ဘာသာရေးသမိုင်းတွေအစရှိသဖြင့်ပညာရှိပေါင်းများစွာကိုလိုက်ပြပြီးမြဲဘာမှထူးခြားမလာခဲ့ပါဘူးဒီညလဲစံယူဟာမြေရောက်ရထားပေါ်ရောက်နေတဲ့အကြောင်းအိမ်မက်မှတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမိစ္ဆာရောက်လာပြီးသူ့စပင်းကနေဆွဲကြိုက်ကချမ်းပြင်ကိုဖောက်ပြီးတက်ပစ်လိုက်ပါတယ်အိမ်မက်ထဲကသူတီးသွားပြီးတာနဲ့ချက်ချင်းနိုးလာပြီးစာတချို့ရေးဖို့ကြိုးစားပါတယ်အဲ့အချိန်မှာပဲသူ့အိမ်ရှင်ကအိမ်လက်ခလာတောင်းနေလို့ပတ်စံမရှိတာကြောင့်ပဒင်းပေါက်ကနေထွက်ပြေးခဲ့ရပါတယ်အပြင်ရောက်လာတော့စာအုပ်တိုက်ကမန်နေဂျာစန်ဂီကစံညုံးကုန်အချိန်မီမအပ်လို့စူဘူးနေတော့စံယူကသူ့ရဲ့အိမ်မပြောတဲ့ယောဂကြောင့်အာယုံမဆိုင်နိုင်လို့စာမရေးနိုင်တာပါလို့ရှင်းကြပြီးမယ်စန်ဂီကနားမထောင်ပဲ10ရက်အတွင်းစံညုံးကိုအပြီးအပ်ဖို့တာပြောသွားပါတယ်အဲဒီနောက်စံယူအထမ်းကိုပြန်လာတဲ့အခါတကောက်ကတော့ခတ်ထားကသူ့ပစ္စည်းတွေအကုန်လုံးလမ်းမပေါ်ပို့ထားခံရပြီးအိမ်တစ်ခါမပေးနိုင်တဲ့သူ့ကိုတိုက်ခန်းကနေနှင်းထုတ်ခံရပြန်ပါတယ်နေစားအိမ်မရှိတော့လို့ဆိုင်တဆိုင်မှာထိုင်ပြီးစာရေးဖို့ကြိုးစားနေပြီးဆိုင်မှာပဲအိပ်ပျော်သွားတဲ့အချိန်အိမ်မက်ထဲမှာတော့ထုံးစံတဲ့အတိုင်းမစ်ဆာကလိုက်တက်နေလို့အိမ်မက်ကလန့်နိုးလာရပြန်ပါတယ်သူ့အိယာကနိုးလာတော့စာရေးနေတဲ့ laptop လေးပါခိုးခံလိုက်ပါတယ်နေစားအိမ်မရှိတော့တဲ့ကြားတဲ့အလုပ်လုပ်နေတဲ့ laptop လေးပါအခိုးခံလိုက်ပြန်တာကြောင့်ဘဝကိုအရှုံပေးကတေချောင်းကြံစီဖို့အစဥဘော်ကိုတက်ပြီးခုံချဖို့ပြင်းနေတော့မှာပဲမုံရောက်တဲ့အဖိုးကြီးကလာရောက်တားဆီးခဲ့ပါတယ်အဖိုးကြီးမို့သူ့ရဲ့အိမ်မက်တွေအကြောင်းပြောပြတော့အဖိုးကြီးကနောက်တစ်ခါအိမ်မက်မှတ်တဲ့အခါငါအိမ်မက်မှတ်နေတာလို့ကိုတတိပေးဖို့အကြံပေးသွားပါတယ်ဒီစကားတခွန်းဟာသူ့ဘဝအတွက်အလဲပြောင်းတစ်ခုစတင်လာပါတော့တယ်အဖိုးကြီးပြန်သွားနေနောက်ရရောက်လာတော့စားစရာဝယ်ရန်ပတ်စံမရှိတာကြောင့်သူ့ရဲ့ဖုန်းကိုရောင်းလိုက်ရပါတယ်ကုန်းဆုံးဆန်းရောက်တော့ပစ္စည်းတချို့ခိုးကိုကြံနေမယ်တယောက်ကစောင့်ကြည့်နေမှတီးတာနဲ့စိတ်ပြောင်းလိုက်ပါတယ်သူဝယ်လာတဲ့အစားအသောက်တွေကိုဆိုင်အပြင်မှာထိုင်စားနေတော့သူ့ရဲ့ crash လေးတီတဲ့ဟွာအဲကသူ့စီကိုရောက်လာပြီးစကားလာပြောနေလို့ဝမ်းတာနေစဉ်ဟွာအဲဟာမိစ္ဆာအဖြစ်ပြောင်းလဲသွားပြီးစံယူကိုဓာတ်နဲ့ထိုးလိုက်ပြီးပဒင်းပေါက်ကနေပစ်ချလိုက်ပါတယ်စံယူဟာဓာတ်ကိုမြဲကြိုက်ထားရင်းအဖိုးကြီးပြောခဲ့တာကိုအမှတ်ရပြီးအိမ်မက်နေတာလို့ကိုတတိပေးလိုက်ပါတယ်အဲဒါကြောင့်သူဟာချက်ချင်းနိုးနိုင်ခဲ့ပါတယ်လက်တွေ့ဘဝမှာလည်းသူဟာကြွဲ့ကြနေတဲ့မှန်စတွေကြားထဲမှာလွင့်ထွက်နေတာဖြစ်ပြီးဓာတ်နဲ့အထိုးမခံရပေမဲ့မိစ္ဆာရဲ့ဓာတ်ကသူ့လက်ထဲမှာထူးဆန်းစွာပါလာခဲ့ပါတယ်မနေ့ရောက်တဲ့အခါအပေါင်ဆိုင်ကိုတွားပြီးဓာတ်ကိုရောင်းတဲ့အခါငွေ2000နဲ့ရောင်းထွက်သွားပါတယ်စံယူဟာထိုငွေတွေနဲ့ကွန်ပျူတာအသစ်ဝယ်အစစ်မြင့်ဟိုတယ်မှာတွားတဲပြီးညရောက်တဲ့အခါသူဟာအိမ်မက်ကိုနောက်အခါစမ်းတက်ဖို့အိတ်ဆေးတောက်ပြီးအိတ်လိုက်ပါတယ်ဒီအိမ်မက်ကလည်းဟိုတယ်တွင်းမှာပဲထင်နေတာကြောင့်သူဟာအခန်းထဲကထွက်ပြီးပန်းအိုးတစ်လုံးကိုကင်ပြီးငါအိမ်မက်မှတ်နေတာလို့အော်ပြောပေမဲ့ဘာမှမဖြစ်လာပါဘူးသူထက်ပြီးလောက်ကြည့်တဲ့အခါမှာတော့မိစ္ဆာကရွှေပုတ်ဆေးကြီးကိုကင်ပြီးသူ့နောက်ကိုလိုက်လာပါတယ်မိစ္ဆာကသူ့ကိုပုတ်စိမ့်နဲ့ခုတ်ပြီးလွှင့်ပစ်တာကြောင့်ဒဏ်ရာတွေအများကြီးရသွားပါတယ်ဒါပေမဲ့စံယူဟာအဲ့ဒီပုတ်ဆေးကိုဖမ်းကင်လိုက်ပြီးငါအိမ်မက်မှတ်နေတာလို့အော်ပြောလိုက်ပါတယ်တခါပြန်ပြီးသူဟာလက်ထဲမှာပုတ်ဆေးကြီးပါလာကလက်တွေ့မှာတော့ဘာဒဏ်ရာမှမရှိဘဲနိုးလာပါတယ်အဲ့ဒီပုတ်ဆေးကိုလည်းအရင်အပေါင်ဆိုင်မှာပဲရောင်းလိုက်ပြီးရလာတဲ့ပတ်စံတွေကိုအဝက်အစားကောင်းတွေအသစ်ဝဲပြီးတော့ဘားမှာမိန်းကလေးတွေနဲ့တညလုံးတောက်စားပါတယ်ဟိုတယ်ပြန်ရောက်တဲ့အခါမှာတော့နီလန်းအသစ်တစ်ခုကိုစမ်းသပ်ပါတယ်အရေးကြီးတဲ့ပြတဲ့တစ်ခုရပုံတွေကိုအစားအုပ်ထဲမှာအရင်ကြည်တင်မှာအိပ်ပြောင်းအောင်လုပ်လိုက်တာပါအဲ့ဒီနေ့ကအောင်မြင်သွားပြီးသူမြင်ခဲ့တဲ့ပုံတွေထဲကအထိုင်အိမ်မက်ထဲမှာရောက်သွားပါတယ်စံယူကရှေးရောက်ပစ္စည်းတွေကိုလိုက်ငေးကြည့်နေရင်းနဲ့မိစ္ဆာလာမကိုထိုင်ဆောင်နေပါတယ်ဒီတစ်ခါမှာတော့မိစ္ဆာကတနတ်နဲ့ရောက်လာတာကြောင့်သူ့အစီအစဉ်နဲ့လွဲသွားပါတယ်စံယူကထွက်ပြေးပြီးကြီးစန်းတွေကိုရှောင်နေပေမဲ့နောက်ဆုံးမှာတော့မိစ္ဆာကသူ့ကိုမိသွားပြီးတပ်ပစ်လိုက်ပါတယ်စံယူဟာဟိုတယ်အခန်းထဲမှာနိုးလာပေမဲ့ဘာမှယူမလာနိုင်ခဲ့တာကြောင့်အလုံးမပြီးသေးဘူးလို့ခံစားရပြီးအိတ်စစ်တစ်လုံးထောက်တောက်လိုက်ပါတယ်အိမ်မက်ထဲကိုပြန်ရောက်သွားပြီးပြေးနေရင်းနဲ့ရှေးရောက်ပစ္စည်းနှစ်ခုကိုဖမ်းကင်ကငါအိမ်မက်မှနေတာလို့ပြောပြီးနိုးလာခဲ့ပါတယ်ဒီတစ်ခါမှာတော့စန်းယူကအဲ့ဒီယတနာတွေကိုစုဆောင်းသူတထေးတွေကိုရောင်းလိုက်ပါတယ်နောက်နေ့ရောက်တော့စံကြီးကိုခေါ်ပြီးတော့စာမရေးတော်ဘူးလို့ပြောပြီးဇက်ညောရေးဖို့ပေးထားတဲ့ပတ်စံကိုပြန်အမ်းလိုက်ပါတယ်
အဲ့ဒီနောက်သူဟာသူ crush လေးဟူဝါလေးရဲ့ကဖေးဆိုင်ကိုတွားပြီးလာတေးတစ်ခွက်မှာရင်ဘာကြောင့်ဆန်ရောင်းတယ်လဲလို့မေးတဲ့အခါဖောက်တရက်မရှိပဲအကျွေးတွေပဲတင်နေလို့ပါလို့သူမကရှင်းပြပါတယ်အဲ့ဒီညနောက်ပိုင်းမှာတော့ဆန်ယူရဲ့လူဝက်ချက်ကိုတီးကျင်နေတဲ့ဆန်ကြီးကအရက်မူးအောင်တိုက်ပြီးဟိုတယ်အခန်းထဲအထိပြန်သွားခြင်းဟန်ဆောင်ပြီးမှပြန်လာကဆန်ယူရဲ့ပတ်စံအိမ်နဲ့ချက်လက်မှတ်စာအုပ်ကိုလိုက်ရှာပါတော့တယ်ထိုချိန်မှာပဲဆန်ယူကရွှေတန်ကြိုးကြီးတွေကိုလက်ထဲမှာကင်ပြီးနိုးလာတဲ့အခါမှာတော့ဆန်ကြီးလန့်သွားပါတော့တယ်အခုတော့သူဟာလိုဝက်ချက်ကိုတီးသွားပြီဖြစ်လို့ဆန်ယူရဲ့အလုပ်ကိုသူ့ကိုကူညီခွင့်ပေးဖို့တောင်းပန်ပါတော့တယ်နောက်နေ့ရောက်တော့ဆန်ယူကဟူဝါလေးရဲ့ကဖေးဆိုင်ကိုဝဲပြီးသူမကိုမဲ့ဆက်လက်ဦးစီးခိုင်းခြင်းကြောင့်သူတို့အမျက်ကိုခွဲယူနိုင်ပေမဲ့အရှုံးပေါ်ရင်တော့သူကပဲတာဝန်ယူမှာဖြစ်ပါတယ်။ဒါကိုကျေးဇူးတင်တဲ့အနေနဲ့သူမကသူ့ကိုညစာဖိတ်ကြွေးပါတယ်။အဲ့ဒီမှာသူတို့ရဲ့ဖက်ဆက်ရဲ့လုပ်ငန်းအကြောင်းဆွေးနွေးကြပြီးဆန်ယူကဒီအပေးအယူကနေပတ်စံထက်ပိုတာတစ်ခုခုကိုလိုချင်နေတာလားလို့ဟူဝါလေးကတန်တရားနဲ့မေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီးစန်းကြီးကစန်းယူအိတ်နေတဲ့အချိန်စောင့်ရှောက်နေချိန်မှာအိမ်မက်စွန့်စားကန်တွေကိုပုံမှန်သွားနေပါတော့တယ်။သူရဲ့အိမ်မက်တချို့မှာဆိုရင်လိုချင်တဲ့အရာအားလုံးကားကအစားအကုန်သိမ်းကျုံယူနေပါတော့တယ်။ဟွာအားရဲ့ကဖေးဆိုင်ကိုလည်းစန်းယူကလမ်းပေါ်မှာရှိသမျှလူတိုင်းကိုငွေပေးပြီးဝယ်ခိုင်းနေပါတော့တယ်။သူ့ကိုအကြံဉာဏ်ပေးခဲ့ဘူးတဲ့အဖိုးကြီးကိုလည်းကျေးဇူးတင်တဲ့အနေနဲ့ပတ်စံတွေပေးခဲ့ပါတယ်။အလုပ်ပြီးတိုင်းစန်းယူကသူ့မကိုအိမ်ရထိနေ့တိုင်းလိုက်ပို့ပေးခဲ့ပါတယ်။တညမှာတော့သူ့အိမ်မက်ထဲကပါလာတဲ့အနီရောင်ကားကိုသူ့မကိုမောင်းခိုင်းနေဒါဟာသူ့မကိုအမ်းလိုက်ပါတယ်။နောက်တော့နှစ်ယောက်သားရုပ်ရှင်သွားကြည့်နေခြင်းကနေဟွာအားကသူ့ရေးတဲ့ရုပ်ရှင်ကိုဘလို့ကြည့်ရမလဲလို့သူမကမေးလာပါတယ်။ဒါကြောင့်စန်ယူကဇက်ညွန်းတစ်ခုကိုရေးပြီးနာမည်ကြီးမင်းသားတွေကိုငှားကဟွာအားလေးတို့ဇက်လန်းတစ်ခုရိုက်ပေးလိုက်ပါတယ်။ရက်အနေငယ်အကြာအိမ်မက်တစ်ခုတွင်းမှာတော့စန်ယူဟာအရန်ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတော့တရားထိုင်နေတဲ့ယဟန်တစ်ပါးရဲ့ခန္ဓာကိုထိပြီးသူကအဲ့ဒီယဟန်ရဲ့ခပက်ကိုယူဖို့စ조사တဲ့အခါလက်တွေဟာအကြီးပြိုပျက်စီးသွားပါတယ်။ဒါပေမဲ့မိစ္ဆာကလည်းဒီနေ့ညမှာထူးဆန်းစွာပေါ်မလာတာကြောင့်သူကလက်မလျှော့ပဲလက်တွေပြန်ကောင်းတဲ့အခါခပက်ထက်ပြီးယူဖို့စ조사ပါတယ်။ယဟန်စီကခပက်ကိုဖယ်ရှားလိုက်တဲ့အချိန်မှာပဲသူ့ရင်ဘက်ကိုမီးကိုထွာနေတဲ့လက်ချောင်းညှက်ချောင်းနဲ့တို့လိုက်ပြီးအခန်းထဲမှာရှိတဲ့အခြားဘောရတနာနဲ့ယဟန်ကလည်းအကြီးပြိုပျက်စီးသွားပါတယ်။တညမှာတော့စန်းယူကဟွာအားကိုသူ့တပ်တီကိုစ조사ခဲ့တဲ့အမိုးပေါ်ကိုခေါ်သွားပြီးသူမအတွက်တီးတန့်ပြင်ဆင်ထားတဲ့မီရှူမီပန်းတွေကိုပြသပြီးပျော်ပါနေခဲ့ပါတယ်။အဲဒီနောက်သူတို့ဟာသူမရဲ့တိုက်ခန်းကိုတွားကြပြီးသူမရေချိုးခန်းထဲမှာကိုလက်တန့်ရှင်းနေတော့စန်းယူကချစ်ရေးဆူဖို့အတွက်လေ့ကျင့်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ရင်ဘက်ကိုတခုခုကရုတ်တရက်လာထိတယ်လို့မူမမှန်တယ်လို့ခံစားရတာကြောင့်မှန်ထဲမှာကြည့်လိုက်တဲ့အခါသူ့ရဲ့အရေးပြားပေါင်မှာမီးကိုထွက်နေတဲ့အမဲရောင်မြင်းနှစ်ချောင်းကိုတွေ့လိုက်ရပါတယ်။အိမ်ကိုရောက်တဲ့အခါစန်ကေနဲ့မိန်းကလေးအုပ်စုလုံနေတဲ့ပါတီလုံနေတာကိုဂကြီးမဆိုင်ပဲအိပ်ရတဲ့တန်းဝင်သွားပါတယ်။စန်ကေကဒီညရဲ့ရတနာတွေကိုတိမ့်ဖို့ဖင်းပေးမဲ့စန်းယူကဒီတစ်ခါမှသူ့တယောက်တည်းအိမ်မှာထက်လို့မလိုဘူးလို့ပြောလိုက်ပါတယ်။အိမ်မက်ထဲမှာတော့သူဟာမြင့်မားပြီးဗလာဖြစ်နေတဲ့အဆောက်အဦထဲမှာရောက်နေပြီးဝရန်ဒါမှာထူးဆန်းတဲ့လူတစ်ယောက်ကစောင့်နေပါတယ်။စန်းယူအနားကိုကတ်သွားတဲ့အခါအဲ့ဒါကအကြီးပြိုးပျက်စီးနေတဲ့သူ့ရဲ့အသက်ကြီးလာတဲ့ပုံစံဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ သူနိုးလာတဲ့အခါမှာတော့အမာရွတ်တက်တစ်ခုရန်နေပြီးအချိန်ကြာလာတာနဲ့အမျှအမာရွတ်တွေပိုပေါ်လာပါတယ်။အဲ့ဒီဒဏ်ရာတွေကအရင်အိမ်မက်ထဲမှာမိစ္ဆာကသူ့ကိုတိုက်ခိုက်ခဲ့တဲ့နေရာတွေနဲ့အကုန်ကိုက်ညီနေပါတယ်။နောက်တစ်နေ့မှာအကြံဉာဏ်တောင်းဖို့မုံရောက်တဲ့အဖိုးကြီးစီတွားနေစဉ်လူတစုရဲ့ဖမ်းဆီးခေါ်ဆောင်သွားတာကိုခံလိုက်ရပါတယ်။သူ့ကောက်ကိုအိတ်ကိုဖယ်လိုက်တဲ့အခါမှာတော့ဆန်ယူဟာလူမိုက်ခေါင်းဆောင်ချီယန်ဂျီနေတဲ့စွန့်ပြေးထားတဲ့အဆောက်အဦတွေရောက်နေတာကိုတီးလိုက်ရပါတယ်။စန်ယူကသူတို့လိုချင်တဲ့လောက်ပေးမယ်လို့ပြောပြီးငွေ10သန်းပေးဖို့သဘောတူကစန်ဂျီစီဖုံးဆက်ပြီးပိုက်ဆံယူလာဖို့ခိုင်းလိုက်ပါတယ်။စန်ဂျီရောက်လာတဲ့အခါမှာတော့ချီယန်ဂျီရဲ့လူတွေကပိုက်ဆံကိုယူလိုက်တယ်လို့စန်ဂျီကိုလည်းဒဇဟန်အဖေဖမ်းလိုက်ပါတယ်။တခြားရွေးချယ်စရာမရှိတော့တာကြောင့်စန်ဂျူကသူ့ရဲ့အိမ်ကိုခေါ်သွားပြီးရှီဟောင်းပစ္စည်းတွေထားတဲ့အခန်းကိုပြလိုက်ရပါတယ်။ထို့ချိန်မှာပဲဟွာရီရောက်တဲ့အကြောင်းအင်တာဂွန်ကနေပြောတဲ့အခါစန်ဂျူကသူမဘေးကင်းဖို့အတွက်သူမကိုရန်ရန်ဆန်းဆန်းပြောပြီးမောင်းထိုးလိုက်ပါတယ်။ဒါကိုကြည့်ပြီးသူမစိတ်မကောင်းဖြစ်သွားတာကိုတွေ့တော့အဂျိုကစန်ဂျူရဲ့တကားကပွက်နေသေးတယ်လို့ပြောတာကြောင့်ဟွာရီအပေါ်တက်လာစဉ်သူမလည်းဖမ်းဆီးခံလိုက်ရပါတယ်။ချီယန်ဂျီကလူတစ်ယောက်ကိုထိုးချိတ်ပြီးအဖြစ်ပေးနေတဲ့အချိန်မှာဟွာရီကချီယန်ဂျီကိုကန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာစန်ဂျီကပန်းအော်တလုံးနဲ့သူမကိုဖမ်းထားတဲ့လူကိုရိုက်ပြီးဂျားဖီဝင်ကူညီလိုက်ပါတယ်။ထို့ခုခံတိုက်ခိုက်ကြရင်စန်ဂျူကဓာတ်နဲ့ထိုးခံလိုက်ရပြီးသူတို့3ယောက်ထပ်ပေးကြပေမဲ့စန်ဂျူကဒဏ်ရာတွေနဲ့လမ်းကောင်းကောင်းမလျှောက်နိုင်တာကြောင့်ဝေးဝေးမပြေးနိုင်ပါဘူး။လူမိုက်တွေကလိုက်မိသွားတာကြောင့်စန်ဂျီကစန်ဂျူနဲ့ဟွာရဲ့လွတ်မြောက်ဖို့အတွက်လူမိုက်တွေကိုတယောက်ထဲတားဆီးနေခဲ့ပါတယ်။
သို့ပင်မဲ့အရင်အားချင်းမမျှတာကြောင့်ပြန်လဲလိုက်မိသွားပြီးထက်မှန်ရိုက်နှက်ခံရတော့သူတို့နှစ်ယောက်လုံးတတိလစ်စွာပြီးစန်ဂျူဟာထူးဆန်းတဲ့အပျက်စီးတွေကြားထဲရောက်သွားပါတယ်စန်ဂျူဟာဘယ်မှမသိတဲ့နေရာတစ်ခုကိုရောက်နေပါတယ်လှည့်ပတ်ကြည့်လိုက်တော့သူ့ဘဝဇလန်းတွေကိုပြန်မြင်နေပါတယ်ထိုထူးဆန်းတဲ့မြေလာကိုစောက်သွားပြီးသွေးထွက်လုံခါတတိမလစ်ခင်ငါအိမ်မက်နေတာပါလို့ထက်ခါတခါအော်ရင်းအဲ့ဒီနေရန်ကိုရိုက်ပါတော့တယ်ရုတ်တရက်သူ့ရဲ့ခန္ဓာကိုယ်ကပြောင်းလဲသွားပြီးစန်ဂျူကိုယ်တိုင်မိက္ဆာကြီးဖြစ်သွားပါတော့တယ်သူ့လက်ထဲမှာပေါ်လာတဲ့ဓားမာကြီးနဲ့ဖန်ထားနေရန်ကိုရိုက်ချော့လိုက်ပြီးအတိတ်ကအဖြစ်အပျက်တွေကိုပုံစံပြောင်းပြီးပြင်မြင်အောင်ပါတော့တယ်ဖန်သားနေရန်ကြီးကျွေးပြက်သွားတဲ့အခါမိစ္ဆာဟာထွက်လာပြီးစန်ဂျူလည်းတတိရလာပါတယ်မိစ္ဆာကလူမိုက်အကုန်လုံးကိုဘာမှမညာမတာလိုက်တက်နေပါတယ်စန်ဂျူစီကိုတတ်ဖို့ပြင်းတဲ့အခါစန်ဂျူကငါအိမ်မက်နေတာပါလို့တိုးတိုးဒီရွတ်လိုက်ပါတယ်အဲနောက်စန်ဂျူဟာပိုင်ဆိုင်ခဲ့ရဘာမှမရှိတဲ့အတိတ်ကကုံစုံဆန်ရဲ့အပြင်ကိုပြန်ရောက်လာပါတယ်ဟွာရဲကသူ့ကိုတွေ့သွားပြီးသူမရဲ့အိမ်ကိုခေါ်သွားကခောက်ဆက်တွေစားနေတော့မှသူမကစန်ဂျူရဲ့မဂဇင်းနယ်ကိုဖတ်ဖူးတယ်လို့အရန်ကောင်းပါတယ်လို့ပြောပြပါတယ်နောက်ပြီးတော့သူတို့နှစ်ယောက်ဟာပျော်ပျော်ပါးပါးနဲ့ကဖေးဆိုင်မှာအတူတူအလုပ်လုပ်နေပါတယ်စန်ဂျီကိုလည်းဇက်ညုံမရေးနိုင်တော့ငွေဖြန့်အန်းတော့လဲစန်ဂျီကငွေကိုမယူခဲ့ပါဘူးရက်ပေါင်းများစွာကြာပြီးနောက်မှာတော့သူ့ဘဝကိုသူကျဉ်ညက်နေတဲ့စန်ဂျူဟာမုံရောက်တဲ့ကဖိုးကြီးစီသွားပါတယ်အဖိုးကြီးကသူ့ကိုငွေတွေပြန်ပေးပြီးသူ့ညဘိုက်မှာရှိတဲ့အမာရွတ်ကိုပြပါတယ်တကယ်တော့အဖိုးကြီးကလည်းအချင်းကဒီလိုစွမ်းအင်ပိုက်ဆိုင်ခဲ့ဘူးလို့သူတယောက်ပါပဲဇလန်လီကတော့ဒီနေရာမှာပဲပြီးပါတယ်ဗျအဆုံးထိကြည့်ပေးလို့အကြီးစုတင်ပါတယ်နောက်ထပ်လဲဇလန်ကောင်းလေးတွေထပ်တင်ပေးမှာမို့ like and subscribe လုပ်ဖို့တောင်းဆိုပါတယ်